Leza ada lujim baunu kena. Hazrat Maulana Muhammad Qasim Nanadawi rahmatullah alayhi soai aja. Anenge biopya me bo. Qasimo olo wal khaira Hazrat Maulana Muhammad Qasim Nanadawi soai rahmatullah alayhi sura Deoban ကျောင်းတော်ကိုတည်ထောင်တယ်ဆိုတာလူတိုင်းသိအဲ့လိုဒေဝဘန်ကျောင်းတော်ယူတည်ထောင်ခဲ့တဲ့ဆရာသခင်ကြီးတစ်ပါးဖြစ်ဟာဒရတ်ကိုမွေးဖွားတာကတော့ဟီဂျရီ1248ခုနှစ်ရှောင်းဝါလခရစ်နှစ်1832ခုနှစ်မှာမွေးတယ်ဟာဒရတ်ကိုဒေဝဘန်မှာပဲအလ္လာဟ်ရှိမြတ်ခိုင်းတယ်အဲ့ခုအချိန်ကတော့ဟီဂျရီ1298ခုနှစ်ဂျမာဒွန်ဦးလာ73ရက်ခရစ်နှစ်1880 AB လ15ရက်နေ့မှာအလ္လာဟ်ရှိမြတ်အမိန့်တော်ခိုင်းတယ်ဟာဒရတ်ရဲ့မူရင်းအမည်ကတော့ခိုရချီဒ်ဟိုဆိုင်မျိုးစင်သက်ကတော့ခလီဖာရဆူဟာဒရတ်အဘူဘကာဆစ်ဒီကရာဒီအလာအန်ဟူရဲ့မြေတော်ဖြစ်တဲ့ကာဆင်မမိုဟမ္မဒ်ရာဒီအလာအန်ဟူမှဖြစ်တယ်ဒီတကဘာလုံးမှာကြော်ကြားနေတဲ့နာမည်ကြီးနေတဲ့ဒါရုအူလုံဒေယိုဘန်အစ္စလမ်သာသနာတက္ကသိုလ်ဒေယိုဘန်ကျောင်းတော်ကြီးကိုဥဒပထမဟာဒရတ်ကမဒရဆာအာရဘီယာဒေယိုဘန်အမည်နဲ့ဟဂျရီ1283ခုနှစ်မော်ဟရန်လ15ရက်ခရစ်နှစ်1866ခုနှစ်မေလ30ရက်နေ့မှာစတင်ဖွင့်လှစ်တယ်အဲ့လိုဖွင့်လှစ်တဲ့အချိန်မှာအဖြစ်သမားတွေပေါ်လာတယ်ပေါ့ဘာသာသာသနာအဖြစ်သမားတို့ကိုအတွင်းထဲကအဖြစ်သမားတို့အဲ့အဖြစ်သမားတွေပေါ်လာပြီးတော့မှဟာဒရတ်ကိုနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်အစိုးရကိုတိုင်းတယ်ဟာဒရတ်မော်နာမိုဟမ္မဒ်ကာဆင်နာနော်ဒဝီရဟမဒ်အလိုင်ဖာကအစိုးရကိုစန့်ကျင်ပုံကန်ရအတွက်ဒေယိုဘန်မှာမဒရဆာကျောင်းတစ်ခုဖွင့်ထားတယ်နေဇတ်နဲ့လည်းသူကဆက်သွယ်တယ်လူတွေစုတယ်အစိုးရကိုတော်လန်ဂျီဟတ်ပြုလုပ်ရန်ဖြစ်တယ်အဲ့ဒီအတွက်ကျောင်းမှာကျောင်းသားများကိုစစ်တင်တန်းတိုးတိတ်တင်ကြားပို့ချနေတယ်အာဖဂန်နစ္စတန်နိုင်ငံကာဘီကဘူးမြို့ပေါ်ဗျာအဲ့မြို့နဲ့လည်းရှိတ်ဆက်တယ်ရှိတ်ဆက်ပြီးတော့အိန္ဒိယကိုတိုက်ခိုက်ရရေးရထားတယ်ဒါတွေကြောင့်ကျွန်တော်တို့ကအစိုးရကောင်းကျိုးလိုလားတယ်နောက်ခင်ဗျားတို့အစိုးရသတိရှိရနဲ့အချိန်မီသိရှိအောင်ကျွန်တော်ကသတိပေးတာဖြစ်တယ်ဆိုပြီးတော့မှတိုင်းစာပို့တယ်အင်္ဂလိပ်အစိုးရကလည်းချက်ချင်းပဲစီးနှင်းရှာဖွေဖို့အတွက်အမိန့်ထုတ်တယ်ရှာဖွေစစ်ဆေးဖို့အတွက်ပင်မဂိတ်တွေကိုလည်းတတ်မှတ်တယ်အဲဒီအချိန်မှာနာနိုတာမျိုးတို့ရမ်ဘူးမျိုးတို့ဂျလာပူးမျိုးတွေကိုထားရှိတတ်မှတ်တဲ့ဂိတ်တွေကိုဒေယိုဘန်မျိုးကိုတော့အကြီးဆုံးဂိတ်အဖြစ်နဲ့တတ်မှတ်တယ်အာနာပိုင်တွေကလည်းမျိုးအနှံ့လှည့်လည်ပြီးတော့စောင့်ကြတယ်တချို့ကဆိုဒေယိုဘန်မှာဟာဒရတ်ကိုရှာဖွေကြည့်ရှုရန်လာကြတယ်ဒါကြောင့်ဟာဒရတ်ရှိတဲ့ပလီတွင်းကိုဝင်မှုတောင်းတယ်ဟာဒရတ်ကသူတို့မင်းတို့ဝင်လာရင်တော့ဖနာရှုပ်ပြီးတော့လာကြလို့မိတ်အဲ့လိုအရာရှိကရောက်လာတဲ့အခါမှာသူမထိုင်ဘူးဟာဒရတ်ရှိမှပဲယူသေးပဲလက်ပိုက်ရက်တယ်အကက်ခတ်ကြည့်တယ်ဟိုဟာဒီဟာကြည့်တယ်ကြည့်ဘာမှမေးဘဲနဲ့သူပြန်သွားတယ်ပြန်သွားပြီးတော့သူကအစိုးရကိုအစီရင်ခံတင်ပြတယ်သူမြင်ခဲ့ရတဲ့ပုဂ္ဂိုလ်သူတွေးခဲ့တဲ့ပုဂ္ဂိုလ်ကတော့အလွန်တန့်စင်အပြင်ကင်းတဲ့ရုပ်ရည်လည်းရှိတယ်ယူကြည်ညိုစရာကောင်းတဲ့ပုဂ္ဂိုလ်လည်းရှိတယ်ဖြစ်တယ်တမာရီနဲ့လည်းပြည့်စုံတဲ့ပုဂ္ဂိုလ်ပုံစံရှိတယ်အဲ့လိုပုဂ္ဂိုလ်ကတော့ပြဿနာလုံးမဲ့နိုင်ငံရေးပြက်ပြောင်းလုံးမဲ့လူပုဂ္ဂိုလ်တော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုဖြစ်တယ်ဆိုပြီးတော့ဆွဆွဲတဲ့ကောင်တွေသာလေပြဿနာပြူတဲ့ကောင်တွေဖြစ်တယ်အရှိန်မင်းမရှိတဲ့လီသည်ထားတဲ့လိန်ညာထားတဲ့အဖြစ်သမားတွေဖြစ်တယ်ဒီလိုကောင်သာလျှင်ဘာသာရေးဖြစ်စည်းတာတို့ဒါမှမဟုတ်သူတို့အတွင်းထဲကလူတွေဖြစ်မဲ့ဆိုရင်လည်းမနာလိုတဲ့ကောင်တွေရုံမာတဲ့ကောင်တွေသာဖြစ်လိမ့်မယ်ဒီကောင်တွေကိုပဲအေးအေးယူဖို့လိုတယ်ဆိုလို့တင်ပြအဲ့လိုအဖြစ်ပြက်တွေဖြစ်ပြီးတော့ဟာဒရတ်ကမိတ်နဲ့သူတမန်တော်မြတ်ဆလ္လာလာအလိုင်ဝဆလမ်ကိုအိမ်မက်မက်တဲ့အကြောင်းတွေတင်ပြတယ်ပေါ့ကျွန်တော်ကတော့တမန်တော်မြတ်ဆလ္လာလာအလိုင်ဝဆလမ်အမြဲတမ်းကြွားမြန်းလာတဲ့ဥစ္စာကိုအမြဲတမ်းတွေးရတယ်ပေါ့တမန်တော်မြတ်ဆလ္လာလာအလိုင်ဝဆလမ်ကလည်းမိမိရဲ့ဘာဂတ်မင်္ဂလာနဲ့ပြည့်စုံတဲ့ရှုံဆောင်ပေါ့အဲ့ရှုံဆောင်နဲ့ဟာဒရတ်ကိုလွှမ်းအုပ်တယ်နောက်ပြီးတော့တစ်ခါတကအထဲအဆောင်တော့အထဲကိုခေါ်တယ်တစ်ခါတည်းအပြင်ကိုခေါ်တယ်အဲ့ရဲ့အကြောင်းလူတွေသိသွားတဲ့အခါမှာအဖြစ်သိတဲ့အခါမှာတချို့ပညာရှိတွေကဒီလိုဖြက်လို့ပျက်စီးလုပ်တဲ့သူတွေမကောင်းကြတဲ့သူတွေရံမှထိမ့်သိလို့တဲ့ပုံစံလိုယူဆကြတယ်ဒါပေမဲ့ကိုတဘောအာလမ်ဟာဒရတ်
မောနာရရှိဒ်အာမတ်ဂန်ကိုရီရဟမ်ဒလာလိုင်းကတော့မဟုတ်ဘူးဒါကတော့ဟာဒရတ်မောနာဆိုင်ရဲ့တတန်အကုန်ဆုံးသွားတယ်ပေါ့ဓမ္မနမဆလောလာအလိုင်စလမ်ကလည်းလူလာတာကမိမိအတွင်းကလူတွေမိမိအတွင်းကပေါ့ကျွန်တော်တို့အတွင်းကလူတွေပေါ့လူယုံမာတွေပေါ့ဘာသာသာသနာကိုမသိဘဲနဲ့လူယုံမာတွေအဲ့လိုလူတွေရဲ့ရန်ကလည်းအလ္လာဟ်အရှင်မြတ်ကဒီလိုတမ်းပြတ်စင်ကြဲတဲ့မိမိရဲ့ပန်သားတွေကိုဒီလိုယုံမာပတ်ဆက်တဲ့ဘာသာတရားမသိတဲ့နေရာတွေယူထားတဲ့လူယုံမာတွေဖြက်လို့ဖြက်စီးလောက်တဲ့ကျွန်တော်တို့ကလောက်ကောင်တွေအိုက်ကောင်တွေကမရှက်ရွံ့တော့ဘူးသူတို့ကဒီလိုပုံကိုယ်တွေကိုသူတို့ကဘာလို့လဲပြဿနာရှာတယ်အဲ့လိုလူတွေနဲ့မထိုက်တန်တော့တဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့လိုဖြစ်ပြီးတော့ဟာဒရတ်မော်နာမိုဟမ္မဒ်ကာစင်နောက်တဝီတခင်ဟာဒီလိုဖြစ်ပြီးတော့မှရဲ့အရှုနောက်ပိုင်းအလ္လာဟ်ဆုဘဟာနဟူဝါတာလာရဲ့အမိန့်ကိုခံယူတော်မူတယ်ဒီကြောင်းရတော့ဟေဂါတိအော်လီယာကျမ်းကနေဖြစ်တယ်ပေါ့ဗျာ